ခုလိုမျိုးကတွန်းပုံနဲ့မိမိအတန်ကိုတွဲပြီးတော့ AI ပြုလုပ်တဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာတစ်ချက်လောက်လိုက်ကြည့်ပေးပါဦးခင်ဗျာအရင်တော့မိမိဖုန်းထဲမှာ Gemini သို့မဟုတ် ChatGPT တခုခုရှိရပါမယ်ကျွန်တော်ကတော့ Gemini ရှိလို့ Gemini နဲ့ဝင်လိုက်ပါမယ်ခင်ဗျဒီမှာတော့ကျွန်တော်တို့လိုချင်တဲ့ character လေးကိုကျွန်တော်တို့အရင်ဆုံးဖန်တီးပါမယ်ကျွန်တော်တို့ character ဖန်တီးတဲ့အခါမှာလည်းမြန်မာလိုပဲကျွန်တော်တို့ direct ဖန်တီးပါမယ်ခင်ဗျကျွန်တော်ကတော့ဒီမှာဖန်တီးပြထားတယ်ပေါ့နော်လိုအပ်တဲ့ဟာတွေကိုအသေးသေးချက်လက်နေနဲ့ကျွန်တော်ပြင်ပြီးတော့ဖန်တီးလိုက်ပါတယ်ပုံလေးကိုကျွန်တော်တို့အရင်ဆုံးစေးလိုက်ပါမယ်ခင်ဗျစေးပြီးရင်တော့ကျွန်တော်တို့ဖုန်းလေးက Chrome ကိုပြန်သွားပါမယ်ခင်ဗျ Chrome ရဲ့အပေါ်ဘားမှာကျွန်တော်တို့ Heijan ဆိုပြီးတော့ကျွန်တော်တို့တစ်ချက်လောက်ရိုက်လိုက်ပါမယ်ရိုက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ပေါ်လာတဲ့ကျွန်တော်တို့ဒီ Heijan ဆိုတဲ့ဒီစာတန်းလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်လိုက်ပါမယ်ခင်ဗျနှိပ်ပြီးသွားလို့ရှိရင်တော့အဲ့ဒီမှာကျွန်တော်တို့အကောင့်မရှိတဲ့သူကတော့အကောင့်ဆိုင်းရင်ဝင်ရပါမယ်ကျွန်တော်တို့အကောင့်ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် Make an avatar with then a photo ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်အဲ့မှာပေါ်လာတဲ့ကျွန်တော်အပေါ်နေရာလေးကိုနည်းနည်းလောက်ဆွဲချလိုက်မယ်ဆိုရင်ကျွန်တော်ဓာတ်ပုံထဲနေရာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဖန်တီးထားတဲ့ခုနကဓာတ်ပုံလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်အောက်လေးနဲ့ပြန်ဆွဲချလိုက်ပါမယ်အောက်မှာကျွန်တော်တို့ mic ပုံစံလေးရှိပါတယ်ခင်ဗျအဲ့ mic ပုံစံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အတန် file ကိုကျွန်တော်တို့ upload လုပ်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျဒီမှာဆိုရင်ကျွန်တော်တို့ဒီ record audio ရှိသလို upload audio ဆိုလို့ရှိပါတယ်ကျွန်တော်ကအတန် file ကတော့မရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ upload audio တော့မသုံးပြတော့ဘဲနဲ့ကျွန်တော်တို့ record audio လေးနဲ့ပဲကျွန်တော်အတန်ဖမ်းလိုက်ပါမယ်ခင်ဗျာအတန်ပြဖမ်းပြီဆိုရင်တော့ကျွန်တော်အတန်ဖိုင်ရပြီဖြစ်တဲ့အတွက်ကြောင့် edit audio လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာခဏဆောက်ပေးပြီးရင်တော့ကျွန်တော်တို့ဒီလိုမျိုးလေးဖြစ်သွားပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ဒီတောက်ကမြားလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော် video generate status ဆိုပြီးစပါလိမ့်မယ်ခင်ဗျအဆက်34ကိုနှိပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင် avatar IV video ဒီ loading လေးဖတ်နေပါခင်ဗျတိတ်မကြခင်ချိန်မှာပဲဒီလို video လေးကိုရရှိမှာပဲဖြစ်ပါတယ်ခုလိုမျိုးကတွန်းပုံနဲ့မိမိအတန်ကိုတွဲပြီးတော့ AI ပြုလုပ်တဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျတစ်ချက်လောက်လိုက်ကြည့်ပေးပါဦးခင်ဗျပြီးရင်တော့ video လေးကိုအခုလိုလေးဖိထားပြီးတော့ download video လေးကိုနှိပ်လိုက်ရင်တော့ video လေးရရှိပြီပဲဖြစ်ပါတယ်